ဒီပိုင်းလေးကမင်းတို့ body ပိုင်းလေးပေါ့နော်ဒီလိုပုံစံမျိုးလေးထိုးမယ်နော်အဲ့ဒါလေးကသူကဒီလိုမျိုးနှစ်ချက်ထိုးရတာနော်နှစ်ချက်ထိုးရဖြစ်တဲ့အတွက်ကြောင့်မလို့မင်းတစ်ချက်ထိုးပြီးသွားပြီနောက်တစ်ချက်ထိုးပြပေးမယ်နော်သူကဒီလိုပုံစံမျိုးလေးပါပေါ့နော်ဆိုတော့စပြီးထိုးလိုက်ကြရအောင်နော်အဲ့တော့အရင်ဆုံးသူက margarine margarine နဲ့ဖွမီထိုးမယ်နော်ဖွမီထိုးမယ်ဆိုတော့ခါကြတော့မင်းတို့ကဒီအောက်ခံလေးကိုကြမင်းကအသားရောင်လေးသုံးထားတယ်အဲ့တော့ဖွမီကမင်းတို့21ခုထိုးမယ်ပေါ့နော်ချိန်21ခုပါ1 2 3 4 5 6 9 10 11 12 13 14 15 16 19 18 19 20 21ထိုးမယ်နော်21ထိုးပြီးသွားလို့ရှိရင်မင်းတို့ဒီမှာတိုင်တူလေးတွေပြန်လာမယ်ပေါ့နော်ပတ်တန်နဲ့ပြောရလို့ရှိရင် SC လေးထိုးပါမယ်အဲ့တော့21 chain ကို SC ပြန်လုပ်တော့ခါကြတော့တိုင်တူပြန်လုပ်တော့ခါကြတော့20 SC ပဲရမယ်နော်အဆုံးထိထိုးသွားပြီပါနော်မင်းတို့အဆုံးထိထိုးပြီးရဲ့ချိန်မှာဒီလိုမျိုးလေးရသွားပြီเนาะအဲ့တော့ဒီမှာပြန်ရည်ကြည့်မယ်ဆိုလို့ရှိရင်လည်း20ရှိရမယ်เนาะပြီးတော့လို့ရှိရင်မင်းတို့က chain ကို3ခါတက်မယ် chain 3ခါကို SC အနေနဲ့တိုင်ရှည်အနေနဲ့တက်မှတ်ပေါ့เนาะအဲ့တော့ခါကျတော့ chain 3ခါရဲ့ပြီးတော့ဂျားထဲမှာတစ်ခုချမ်းဖြစ်တဲ့အတွက်ကြောင့်မလို့ chain 4ခါထိုးလိုက်တယ်เนาะဒီမှာ chain 4ခါပြီးတော့လို့ရှိရင်ကြိုးတင်ပြီးတော့ဒီမှာတွေ့လားဒီတစ်ပေါက်ကလေးကိုကြော်ပြီးတော့ဒီဒုတိယမြောက်အပေါင်းမှာတိုင်ရှည်လေးလာမယ်ပြီးရင် chain တစ်ခါချအောက်ကိုလည်းဒီမှာတစ်ခါချခဲ့ပြီးတော့ဒီဘက်ဘေးအပေါက်ကိုသွားမယ်เนาะအဲ့တော့ဒီမှာထပ်ပြီးတော့ခါကျတော့တိုင်ရှည်ထပ်ပြီးတော့လုပ်မယ်တိုင်ရှည်ထပ်လုပ်ပြီးတော့ဒီမှာ chain တစ်ခါချပြီးသွားလို့ရှင်ကြိုးတင်ဒီတစ်ပေါက်ကိုကြောဒီဘက်မှာတိုင်ရှည်လုပ်အဲ့လိုပုံစံမျိုးနဲ့နောက်ပိတ်ဆုံးပြီးသွားတဲ့အချိန်ဒီမင်းတို့တိုင်ရှည်လေးတွေစက်တိုက်လုပ်သွားပေးမယ်တိုင်ရှည်လေးတွေကဘယ်နှပေါက်ရမလဲဆိုလို့ရှိရင်1 2နော်ဒီကနေစပြီးကြည့်မယ်နော်တစ်ပေါက်နှစ်ပေါက်သုံးပေါက်လေးပေါက်ငါးပေါက်6 9 8 9 10เนาะအပေါက်အနေနဲ့ဆိုလို့ရှိရင်10ပေါက်ရှိရမယ်เนาะအဆုံးထိထိုးမယ်ဒီမှာเนาะပြီးတော့လို့ရှိရင်ချိန်1 2 3 4เนาะ4ကနေပဲသွားမယ်ပြီးတော့ရင်ကြိုးတင်ပြီးဒီတိုင်းเนาะဒီတိုင်းပေါ်မှာတိုင်ရှည်ပြန်လို့ဖွမီတစ်ခါချကြိုးတင်အောက်ကတိုင်ရှည်ပေါ်မှာပဲထပ်ပြီးတော့တိုင်ရှည်ထပ်ပြီးတော့လုပ်ပါဖွမီတစ်ခါချမယ်เนาะဂျားထဲမှာဖွမီတစ်ခါချတိုင်ရှည်ပေါ်မှာတိုင်ရှည်ပြန်လုပ်မင်းတို့အဲ့လိုပုံစံမျိုးနဲ့ထိုးသွားမယ်ပေါ့နော်ဘယ်ထိထိုးသွားမယ်ဆိုလို့ရှိရင် row ကအခုကဒီမှာတိုင်တိုဒီ row 1ဒါဒီ row 2เนาะဒီက row 3မင်းတို့ row 3ကိုရောက်နေပြီဒီ row 3ကနေပြီးတော့ row 30ရောက်တဲ့အထိเนาะ73ရောက်တဲ့အထိကိုထိုးသွားပြီးမယ်ဒီမှာထိုးပြီးသားဟာလေးကဒီလိုပုံစံမျိုးလေးเนาะဆိုတော့ခါကျတော့ဒီမှာဒါဒီတင်နော်1 2 3 4 5 6 9 10 11 12 13เนาะဒီ13ရောက်တဲ့အထိထိုးမယ်ပြီးတော့လို့ရှိရင်ဒီမှာတိုင်တိုလေးနဲ့ပြန်ကုန်မယ်ပေါ့နော်တိုင်တိုကုတ်တဲ့ဟာလေးကိုမင်းပြသွားပြီးမယ်အဲ့တော့ဒီထိထိုးမယ်ဒီထိထိုးပြီးပြန်တွေ့မယ်နော်မင်းတို့ဒီမှာဒီမှာ73တန်းပြီးသွားပြီเนาะဒီမှာ1တန်း2တန်း3တန်း4တန်း5တန်း6 9 10 11 12 13เนาะဒီမှာ73ထိပြီးသွားပြီဆိုလို့ရှိရင်မင်းတို့ကဒီမှာတိုင်တိုလေးတွေသွားမယ်တိုင်တိုလေးတွေသွားတဲ့အခါမှာဒီတိုင်ပေါ်မှာပေါ့နော်ဒီတိုင်ပေါ်မှာတိုင်မယ်တိုင်တိုပြန်သွားမယ်ပြီးသွားရင်ဒီမှာချိန်တစ်ခါချခဲ့တယ်မလားချိန်တစ်ခါချခဲ့တဲ့နေရာမှာတိုင်တိုသွားမယ်เนาะပြီးသွားရင်ဒီတိုင်ပေါ်မှာတိုင်တိုဒီမှာ3ခါရှိပြီเนาะဂျားထဲမှာတိုင်တိုတစ်ခါ4ခါဒီမှာ5ခါ6ခါ9ခါ10ခါ9ခါ10ခါ11 12 13 14 15 16 17 18 19
20နော်ပြီးတော့လို့ရှိရင်ဖမီတစ်ခါချပြီးတော့ဖြတ်လိုက်တော့နော်ဆိုတော့ဒီဟာကနှစ်ခုပြီးသွားပြီနော်ဒီလိုဟာမျိုးလေးနှစ်ချက်လုံးမယ်နော်ဆိုတော့ဒီလိုနှစ်ချက်လုံးမယ်ဒီမှာ square ချက်လည်းရပြီဆိုတော့ခါကျတော့ဒီလိုဘေးအနာတော့ဒီဘက်ဘေးအနာကိုသွားမယ်ဘေးအနာကိုသွားမယ်ဆိုတော့ဘေးအနာကကြတော့သူကချိန်8ခါချိန်9ခါလောက်မယ်နော်1 2 3 4 5 6 8 9အကယ်၍ကိုကကွာတလားဘေးတောင်ပိုကြီးခြင်းနဲ့ဆိုလို့ရှိရင်ပို့ပြီးထိုးနော်ပြီးသွားလို့ရှိရင်မင်းတို့ဒီမှာပြန်ပြီးတော့အစီပြန်သွားမယ်နော်9ဆိုတော့10ခုပြင်ရမယ်1 2 3 4 5 6 9 10နော်အဲ့တော့ပြီးတော့ရင်1 2 3 4နော်ခုနပုံစံအတိုင်းပဲ4ကတက်ကျိုးတင်ပြီးရင်ဒီအပေါက်ကိုကျော်နော်ဒုတိယပေါက်မှာတိုင်ရှိသွားချိန်တစ်ခါချတစ်ပေါက်ကျော်ဒီမှာတစ်တိုင်းလာချိန်တစ်ခါချတစ်ပေါက်ကိုကျော်ဒီမှာတစ်တိုင်းလာချိန်တစ်ခါချတစ်ပေါက်ကျော်ဒီဘက်ဘေးနားမှာတိုင်ရှိတစ်ခါပြီး1 2 3 4နော် 3DC ကိုသူက3 chain ကို DC လို့သတ်မှတ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီမှာဒီဘက်ကဒီမှာအလဲကမှာခြားတဲ့chain တစ်ခုရဆိုတော့ခါကြတော့ဒါ chain 4ခုလောက်ရတာပေါ့နော်သူ chain 3ခုကိုကြတော့တိုင်ရှိတစ်ခုအနေနဲ့သတ်မှတ်တာဖြစ်တဲ့အတွက်ကြောင့်လို့ပေါ့နော်ဒီဘက်မှာပြင်သွားတဲ့ခါကြလို့ရှိရင်ဒီမှာက1 2 3 3ခါသွားတဲ့နေရာကနေပြီးတော့တိုင်ရှိကိုပြန်ထည့်နော်နဲ့3 4နော်အဲ့လိုပုံစံမျိုးနဲ့မင်းတို့ကအတန်းရည်မပြောတော့နော်အတန်းရည်မပြောဘဲနဲ့ကိုကဒီမှာဒီတယောက်နဲ့တယောက်ထိုးတဲ့ဟာချင်းချလက်စချင်းမတူမှဆိုလို့လေအားအကြောင်းမလို့ဒီကနေပြီးတော့ဒီလိုပတ်လေပတ်လို့ရတဲ့အထိโอเคเนาะမင်လက်ပြထားသလိုပဲမင်လက်ပြထားသလိုဒီဘက်ကနေစပြီးလာမယ်ဒီလိုအရှည်ရတဲ့အထိဒီကောင်လေးကိုထိုးသွားမယ်เนาะအဲ့လိုမှမဟုတ်ဘူးကိုကပြန်ပြီးဆက်ချင်တယ်ဆိုလို့ရှိရင်လေဒီလိုတစ်ချမ်းထိုးဒီဘက်ကိုတစ်ချမ်းထိုးနှစ်ခုထိုးပြီးဒီနားဒီထီကိုထိုးပြီးတော့မှအဲ့3ခုပြန်ဆက်လဲရတယ်เนาะမင်းကကြတော့ဒီလိုမျိုးပတ်လဲတစ်ခါလဲသွားမယ်เนาะအဲ့တော့ဒီမှာဘေးအနာလေးပေါ့နော်ဘေးအနာလေးကိုမင်းကဘယ်လောက်ထိုးထားလဲဆိုလို့ရှိရင်ဒီအောက်ကတိုင်တူတတန်းရေဆိုတော့1တိုင်ရန်1เนาะ2 3 4 5 6 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 29 28 30เนาะအတန်း30ထိုးထားတယ်ဒါမဲ့တယောက်နဲ့တယောက်ကတူချင်မှတူမယ်ပေါ့နော်အဲ့တော့ဒီဥစ္စာလေးကိုပတ်လေကိုကတိုင်းကြည့်ပြီးတော့ခါကြတော့ထိုးပေါ့နော်အဲ့တော့မင်းတို့ကဒီဘက်ချမ်းကိုဒါကိုတိုင်းအရှင်ထားထားမယ်ပေါ့နော်မဖြတ်သေးဘူးဒါကိုဖြတ်လိုက်လေးရပါတယ်မင်းကပိုရာလိုရာရှိလို့ရှိရင်သွားလို့ရအောင်လို့ပေါ့နော်ဒါမဲ့ခြီကြတော့ဘေးရယူလို့ယူရမှမသိဖြစ်နေမှာဆိုလို့တော့တွဲဖို့ကလည်းဒီခြီရောင်းနေပဲဆိုတော့ဒီကောင်ကိုဒီမှာခဏဖြတ်ထားလိုက်မယ်လိုရာပိုရာနောက်မှလုပ်မယ်နော်ဆိုတော့ခါကျအရင်ဆုံးမင်းကဒီဘက်တစ်ချမ်းကိုပဲဆက်ပြမယ်နော်အဲ့တော့ဒီဘက်ဒီအပြားကြီးဘက်ကဒီထိတ်ကနေရောတစ်ချက်ထိုးမယ်ဟိုဘက်ကိုလည်းတစ်ချက်ထိုးမယ်နော်ဒီလိုမျိုးနှစ်ခုထိုးထားပြီးသားဟာကိုဒီလိုကြိုးတင်ပြီးတော့ခြေကိုဆွဲထုတ်လိုက်မယ်ဆွဲထုတ်လိုက်ပြီးတော့ခါကျတော့မင်းတို့ပုံမှန်လုပ်သလိုမျိုးပဲ
တိုင်တိုလေးလောက်လိုက်မယ်နော်လုပ်ပြီးသွားလို့ရှိရင်sorry အဲ့တော့တိုင်တိုဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဘက်ချမ်းနဲ့ဒီဘက်ချမ်းနဲ့နော်ဒီမှာဒီနှစ်ခုသလုံးကိုလှမ်းပြီးတော့ကောက်ပြီးတော့ချီကောက်ပြီးတော့တိုင်တိုနဲ့ချိတ်လိုက်မယ်ပေါ့နော်ဒီထဲမှာမင်းတို့ကတိုင်ရှိဖြစ်တဲ့အတွက်ကြောင့်မလို့တိုင်တိုက2ခါပဲသွားမယ်နော်ပြီးတော့လို့ရှိရင်နောက်ပေါက်ထဲကိုဒီအလဲကောင်ပေါက်ထဲကိုတစ်ခါဒီလိုဘေးနာကိုအဆင်ပြေသလိုပေါ့နော်ဒီလိုတိုင်နှစ်ခုကြားထဲကိုတော့မင်းတို့က2ခါလောက်ပဲသွားမယ်ပေါ့နော်ဒီနောက်မှာတစ်ခါဒီခွင်းထဲကိုကျတော့2ခါထည့်မယ်နော်ခွင်းထဲကို2ခါထည့်မယ်ပြီးတော့ဒီလိုနားမှာကျတော့တစ်ခါပဲထည့်မယ်နော်ဒီလိုနားတစ်ခါထည့်ကြလို့ရှိရင်ဒီလိုနေရာကြီးကျတော့2ခါထည့်ဟုတ်ပြီနော်အဲ့လိုပုံစံမျိုးနဲ့ဒီထိနော်ဒီအဆုံးထိသွားမယ်ပြီးသွားလို့ရှိရင်မင်းတို့ဒီဘက်တောင်းချိုးမယ်ပေါ့နော်ဘေးတောင်းချိုးမယ်ချိုးတဲ့ခါကျလို့ရှိရင်အဲ့လိုပဲဒီဘက်ချမ်းနဲ့ဒီဘက်ချမ်းလေးကိုဒီလိုမျိုးလေးနော်ကင်ပြီးတော့ခါကျတော့ဒီလိုထောင်လေးတော့ချိုးလိုက်မှာပေါ့နော်ဒီအပေါက်ထဲမှာ2ခါထိုးလိုက်မယ်နော်ဘာလို့ဆိုတော့တောင်းချိုးတာဖြစ်တဲ့အတွက်ကြောင့်မလို့နော်ပြီးသွားရင်ဒီတိုင်းပဲတစ်ပေါက်တစ်ခါစီပဲထိုးသွားမယ်နော်အဲ့လိုပုံစံနဲ့မင်းတို့ဒီအဆုံးထိထိုးသွားမယ်နော်ဒီဘက်ချမ်းမှာတော့တိုင်ဒီလိုမျိုးအောက်တန်းလေးတွေက12တန်းလောက်ရှိပါရဲ့เนาะဖင်ကြီးမှာတော့6ခုလောက်ရှိမယ်เนาะမင်းတို့ဒီဘက်မှာတချမ်းဆက်ပြီးသွားပြီပေါ့เนาะဒီလိုပုံစံမျိုးလေးရမယ်เนาะဆိုတော့ခါကျတော့ဒီဘက်ဘေးမှာကတော့12လောက်ရှိတယ်ပြီးအောက်မှာက6ပြီးတော့ဒီဘက်မှာကျတော့73လောက်ပြန်ဖြစ်သွားမယ်ဘာလို့ဆိုတော့ဒီဘက်ထောင်လေးမှာဖြစ်တာဆိုတော့လေအဲ့တော့တယောက်နဲ့တယောက်ကတူချင်မှတူမှာအဲ့တော့ဒီဘေးပတ်လေကကြတော့မင်ကကြတော့ဒီအတန်းကဘယ်လောက်ဖြစ်သွားမလဲဆိုလို့ရှိရင်ဟောပေါ့ဒီကောင်က24ရဲ့6ရဲ့ပေါင်းဆိုတော့32 33လောက်ဖြစ်သွားတယ်ဘာလို့ဆိုတော့ဒီဘက်ထောင်မှာထောင်လေးနဲ့ဆိုတော့လေအဲ့တော့မင်းနဲ့တူလို့ရှိရင်တော့33လောက်တော့ဖြစ်မယ်ပေါ့နော်အဲ့တော့ကိုတိုင်းနဲ့အရှိနဲ့ပေါ့နော်ဒီထိုးထားတဲ့အရှိနဲ့ကိုဆက်တဲ့ခါမှာရလာတဲ့ဟာနဲ့အဲ့လိုပြန်တစ်ချက်ချိန်ကြည့်နော်ပြီးတော့လို့ရှိရင်မင်းတို့တရားကဒီဘက်ကိုဆက်ပြီးတော့ဆက်သွားမယ်နော်ဒီကောင်ဆက်တာတော့မပြတော့ဘူးခုနစံဒီတိုင်းပဲဆက်ပြီးဒီမှာအောက်ခံလေးရသွားပြီเนาะဒီမှာဖုံးထဲဖို့ဟာပြီးနှစ်ခုလည်းဆက်ပြီးသွားပြီเนาะမင်းတို့ဒီအစာလေးတွေကပြီးရင်သိမ်းရမှာဟာလေးတွေပေါ့เนาะစသိမ်းနေတော့မင်းမပြတော့ဘူးเนาะအားလုံးသိပြီးသားဖြစ်မှာပါအဲ့တော့မင်းတို့ကဒီ square ကွက်ကလေးကိုဒီမှာတွဲပြီးတော့ချုပ်မယ်ပေါ့နော်တွဲချုပ်ဖို့ဆိုလို့ရှိရင်မင်းတို့ဒီမှာတွဲချုပ်တဲ့အကလေးရယ်ပြီးတော့ဒီအောက်ခံအယောင်လေးရယ်ပေါ့နော်သွားရင်ဒီဘက်ကတစ်ဖက်ကိုကြတော့မင်းတို့ဘူးတုံးလေးပဲထုံးလိုက်မယ်နော်အဲ့တော့ကမင်းတို့ကဒီဥစ္စာကိုအဖွင့်အနေနဲ့ထားပြီးတော့ခါကျဒီဘက်ဘေးတောင်းကနေပြီးတော့စတွဲမှာလीเนาะဘေးတောင်းနေစတွဲမှာဆိုတော့ဒီမှာ3ပေါက်ချခဲ့တယ်မလား3ပေါက်ချခဲ့ရနေပြီးတော့ခလဲပေါက်ကိုယူเนาะအဲ့ဒါကိုမင်းတို့အောက်ကနေပြီးတော့ယူမယ်เนาะနော်အောက်ကနေယူမယ်ပြီးသွားလို့ရှင်ဒီအလုံးနည်းနည်းလေးဆွဲပြီးတော့ဒီဘက်ကမှာထားမယ်နော်ကိုကလေတကယ်လို့မှကန်ရတာအဆင်မပြေဘူးပါညာဆိုလို့ရှိရင်မင်းလုပ်သလိုပုံစံမျိုးဒီညက်ကလေးတွေနဲ့လိုက်ညှက်ထားလိုက်နော်နေရာမရွေ့အောင်လို့ဆိုတော့ဒီကောင်လေးကိုဒီလိုမျိုးလေးထားမယ်ပြီးရင်ဒီကနေဒီလိုမျိုးတိုက်ကြည့်တဲ့အခါမှာဒီပေါက်ကလေးနားသွားညီရနော်ဆို
ပြီးတော့ရင်ဒီရှေ့ကနေပြီးတော့ဒီဥစ္စာကိုပဲပြန်ပြီးတော့ထိုးမယ်နော်ပို့ပြီးတော့တေးကြအောင်လို့ဒါကိုအဆင်ပြေသလိုတွဲချုပ်လို့ရရနော်ပြီးတော့ရင်ဒီဘက်ကနေပြီးတော့ဒီဘောက်ကလေးတော့ညာနော်ဒီလိုအောက်ကနေပဲတောက်ရမယ်နော်ပုံမရအောင်နော်အဲ့လိုပုံစံမျိုးနဲ့မင်းတို့ဒီလိုအစုံပပတ်လေးရနေပြီးတော့ဒီဘက်ထိထိုးသွားပြီမယ်နော်ကဲဒီမှာ square ချက်ကလေးလည်းဆက်ပြီးသွားပြီ square ချက်လေးလည်းဆက်ပြီးသွားပြီဆိုတော့မင်းတို့ဒီမှာအဖုံးပိတ်ကလေးပဲကျန်တော့မယ်เนาะဒီအဖုံးပိတ်ကလေးပဲကျန်တော့မယ်ဒီအဖုံးပိတ်ကလေးရထည့်ချင်နေရတယ်မကယ်လို့မှကိုမထိုးချင်တော့ဘူးဆိုလို့ရှင်လည်းမထည့်ဘဲနဲ့တိုင်းသုံးလဲရတယ်เนาะအဲ့တော့မင်းတို့ကအခုအဖုံးပိတ်ကလေးထိုးကြမယ်เนาะဖုံးပိတ်လေးထိုးဖို့အတွက်ကိုသူကဒီအပြာရောင်အနာကုတ်ကအရောင်ကိုပဲပြန်သုံးထားဖြစ်တဲ့အတွက်ကြောင့်မလို့မင်းတို့ကဒီမှာအသားရောင်အရင်သုံးထားဆိုတော့အဲ့အရင်လေးပဲပြန်သုံးမယ်เนาะဆိုတော့chain ကို21ထိုးမယ်နော်1 2 3 4 5 6 9 10 11 12 13 14 15 16 17 18 18ဆို19 20 21เนาะ21ကိုမှသူကဒီဒီလိုခွင်းအပေါက်ဒီလိုကိုတက်မဲ့ဟိုပါပေါ့နော်ကိုတက်မဲ့ကျဲသီးပေါ့နော်ကျဲသီးအဝိုင်းစာလောက်ထားခဲ့ရမှာဒီကောင်ဆိုလို့ရှိရင်19အရင်ဟောဖြစ်ကြတယ်နော်ဒီကောင်နဲ့စာရီဘာတဲ့နဲ့စိုက်လိုက်ပါမယ်1 2 3 4 5 6 9 10 10နေရာမှာခွင်းဆိုတော့ဒီမှာနော်ဆိုတော့ကွက်တီပဲဆိုတော့ဒီကျန်တဲ့ဟာတွေကိုတိုင်တိုတွေကြည့်ပဲသွားမယ်နော်နှစ်ခါ3ခါ4ခါ5ခါ6ခါ9ခါ10 9 10 11 12နော်12ပြီးတော့လို့ရှိရင်ဒီကနေပြီးတော့ပတ်လည်ပြန်သွားမယ်ဆိုတော့ဒီတောင်းမှာထပ်ပြီးတော့နောက်တစ်ခါထပ်ထိုးနော်ဒီဘက်ကိုလည်း1 2 3 4 5 6 17ဖြစ်သွားမယ်နော်ဒီဘက်မှာထောင်းမှာပါသွားဆိုပြီးတော့လို့ရှိရင်ဒီဟာလေးတွေကိုဒီခွင်းလေးတွေကိုလိုက်ပြီးတော့တိုင်တူထိုးမယ်နော်တစ်ခါနှစ်ခါသုံးခါ4ခါ5ခါ6ခါ
shit နော်ဒီလိုမျိုးပတ်လေပြီးတော့လို့ရှိရင်ဒီဘက်ဘေးကိုထပ်ပြီးတော့ပုံမယ်နော်လိုမျိုးဒီကောင်ကပတ်လေထိုးရမယ်နော်နော်ဒီလိုပုံစံမျိုးဆိုတော့ဒီမှာချက်ကောပြီးတော့နည်းနည်းခက်ရှည်ရှည်လေးဖြစ်လိုက်မယ်နော်ဆိုတော့တရားဒီလိုမျိုးကွင်းဆော့ဆိုတော့ပြီးတော့ရင်မင်းတို့ကဒီဘက်ချက်မှာတက်မယ်နော်ဒီဘက်ချက်မှာလာတွဲမယ်ဆိုတော့ဒီမှာ10ခုရှိရဆိုတော့ထားသွားမယ်နော်ခလေးကောင်ရှာမယ်ဆိုတော့ခလေးကောင်နော်ဒီလိုမျိုးလေးတုံးမယ်ပြီနော်ပြီးတော့လို့ရှိရင်တအားရုံရှိသွားပြီသူလည်းရှိလို့ရှိပါနော်ငါတို့ဟာရပူရှိတယ်လို့ပဲအမတို့ဒီလိုကြားထဲမှာရှိသေးရဲ့ဆိုတော့နော်ဒီလိုမျိုးလေးဟာထားရင်တော့မရှိဘူးဒီလိုမျိုးအတိသွားလုပ်ပြီးထားမယ်ဆိုလို့ရှင်တော့အောက်ကိုတအားရှိနေလိမ့်မယ်ကွယ်နော်အဲ့လိုမျိုးဆိုတော့ဒီဘက်ကဘေးအဟလေးလည်းပါသေးရဲ့ဆိုတော့ဒီအဟလေးလည်းကိုကထားလိုက်ပေါ့နော်ထားလိုက်ပြီးတော့သူကအပေါ်ကဘယ်နဲ့တန်းမဲ့ပေါ့3 4တန်းမဲ့ပေါ့ဆိုတော့1 2 3 4တန်းပြန်ဆိုငါတို့ဟာကြီးနေပြီဆိုတော့ဒီနားလေးလောက်ပြတော့မယ်နော်အဲ့ဆိုတော့ပဲဆိုတော့ဒီနားလေးလောက်ကိုတက်မယ်ပေါ့နော်
ပြီးတော့ရင်ဒီကိုတက်မဲ့ကျဲဒီနာလေးကိုပေါ့နော်ဘောကမဆန်ဆိုမယ်အပြောင်းမရမယ်ဆိုမင်းတို့ဒီနာလေးနော်ဆိုဒီအနဲ့မရအောင်ဆိုမင်းရဲ့ကျဲဒီကသေးနေလို့ဆိုအချီနဲ့ပဲတွဲပြီးချုပ်ပါမယ်အချီလေးနဲ့တွဲချုပ်လိုက်မယ်နော်ဆိုကျဲဒီလေးတက်ပြီးသွားပြီပေါ့နော်ဆိုတော့အိတ်ကလေးပြီးသွားပါပြီဒီကောင်လေးကလေဖင်အောက်မှာမင်းဒီလိုကောချက်ကလေးဒီလိုမျိုးကတ်လိုက်တယ်ပေါ့နော်ကော်ခန်းလေးနဲ့လေကတ်လိုက်တယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင်ဒီလိုမင်းတို့ဖုံးထည့်တဲ့ခါကျလို့ရှိရင်ဒီလိုဣပြီးကြာမှာဆိုလို့ဣမကြအောင်ဆိုပြီးတော့ဒီဖင်ဆိုင်အရွယ်ကောချက်ကလေးညှက်ပြီးတော့ထည့်လိုက်တာပေါ့နော်ပြောင်းပြန်လှန်ပြီးထည့်ရတာနော်အဲ့ဒါမှဒီမှာမင်းတို့ဖုံးထည့်တဲ့ခါကျလို့ရှိရင်ဒီမှာဣမကြတော့တာတွေ့လားဖင်မှာဣမကြတော့တာမဟုတ်လို့ရှိရင်ဒီတိုင်းထည့်ကြည့်လို့ရှိရင်ဣကြတယ်